နောက်ဆိုတာနားပြဟေးเอาได้ခုပဲတယ်ကျော်ဆရာကြီးများဖုန်ကန်ကြီးမှမြတ်ဆရာဖြစ်တာပြုစုပြုထောင်ရေလောင်းပေါင်းတင်တာပညာအယောင်အရင်ဆောင်ပြီးခဲ့တာမြတ်ဆရာပညာလိုဦးသည်မရှိသင်ဆရာမြင်ဆရာကြားဆရာတို့မှာအာစရိယအနန္တကိုင်းဝင်မှာမပြမကြဘူးအဓိကအရာပါငယ်စဉ်အခါပညာရှာပညာရဲရဲပွင့်လေတင်တာဂုံကျေးဇူးတွေထပ်ထပ်ခါကပန်းမြိုင်လေကပူရင်မူကြီးပါရွှေရင်ကျော်ဆရာကြီးများဘုံခံကြီးမှမြတ်ဆရာဖြစ်တာပြုစုပြုထောင်ရေလောင်းပေါင်းတင်တာပညာအယောင်အလင်းဆောင်ပေးခဲ့တာမြတ်ဆရာပညာလိုဦးသည်မရှိသင်ဆရာမြတ်ဆရာကြားဆရာတို့မှာအာစရိယအနန္တကိုင်းဝင်မှာမပြတ်မှာကြဘူးအဓိကအရာပါငယ်စဉ်အခါပညာရှာပညာရဲရဲပွင့်လေတင်တာဂုံကျေးဇူးတွေထပ်ထပ်ခါတာပန်းမြိုင်လေကဥယျာဉ်မူကြီးပါအခုတော့ဖြင့်ပညာလိုဆရာအိုဆရာကြလို့စိတ်မြေလေးရောင်ရှိတဲ့အချိန်လေးပါမမိုင်မကြဖို့ပါဆရာကျော်ကိုကျွမ်းပကုံးထားလို့ပါမြောက်စားကထမ်းပြင်ပေးခဲ့မိုက်နောင်တာမရကြစီနဲ့ဗျာစီမီတရိုက်ပတ်တခိုင်းရဲ့အတိတရားအညာတစ်ခုပါရွှေတောင်ကြီးဝင်းဝင်းထိန်သာအာရပါရကြော့လိုက်ကြစမ်းပါပွင့်တော်ပန်းတိုင်းလမ်းတိုင်းစီဖို့ပါခါကိုင်းနာထိုင်ဆရာကိုကြီးကျေးဇူးအနန္တပါပန်းကလေးတွေလှပဖို့ရဥယျာဉ်မှုကြီးပါရှီလောင်ပေါင်းပင်ပြုစုပေးတာမေတ္တာကြီးမားစွာပြာပရုံလေးတွေဝဲလူလာဘေးရန်စီတာကပညာအရာဝလင်းဆောင်ပေးတဲ့ဥယျာဉ်မှုကြီးပါသူ့ရဲ့တန်ဖိုးသိကြပါအိုးပဲမြတ်ဆရာအခုတော့ဖြင့်ပညာလိုဆရာအိုဆရာကြလို့စီမီလေးအောင်ရှိတဲ့ချိန်လေးပါမမိုင်မကြဖို့ပါဆရာကျော်ကိုကျွမ်းပခုံးထားလို့ပါမြောက်စားကထမ်းပြင်ပေးခဲ့မိုက်နောင်တာမရကြစီနဲ့ဗျာစီမီတရိုက်ပတ်တခိုင်းရဲ့လို့အတိတရားအညာတစ်ခုပါရွှေတောင်ကြီးဝင်းဝင်းထိန်သာအာရပါရကြော့လိုက်ကြစမ်းပါပွင့်တော်ပန်းတိုင်းလမ်းတိုင်းစီဖို့ပါခါကိုင်းနာထိုင်ဆရာအိုကြီးကျေးဇူးအနန္တပါပန်းကလေးတွေလှပဖို့ရဥယျာဉ်မှုကြီးပါရေလောင်းပေါင်းတင်ပြုစုပေးတာမေတ္တာကြီးမားစွာပြာပရုံလေးတွေဝဲလူလာဘေးရန်စီတာကပညာအရာဝလင်းဆောင်ပေးတဲ့ဥယျာဉ်မှုကြီးပါ